ကာရကမာများဟာဖြင့်တထိုင်နဲ့အပေတကားပိတ်တယ်ဆိုတဲ့အကြောင်းတရားလေးခွဲပြမသိတဲ့ပုဂ္ဂိုလ်ကတော့ကြော်သွားကြလိမ့်မယ်သိတဲ့ပုဂ္ဂိုလ်ကတော့ခေါ်စားတထိုင်နဲ့အခုမြတ်စွာဘုရားကိုတော်မြတ်ကြီးကအက္ကလီကောတဲ့အချိန်မရွေးအခါမလင့်နဲ့အခုလှုပ်ကြည့်အခုတွေ့မယ်တရားတော်မြတ်ကအဲ့ဒီတော့အခုထိုင်ကြည့်ရင်အခုတွေ့ပါမယ်အဲ့ဒီတော့မြတ်စွာဘုရားကိုတော်မြတ်ကြီးကသားတော်ရဟုလားလေအထင်ရှားကြီးဟောထားတယ်ဓာတ်ကြီး၄ပါးကိုဟောထားအဲ့ဒီတော့ခန္ဓာမှာပိုင်သလားမပိုင်သလားသူသဘောလားငါသဘောလားဆိုတဲ့ဥစ္စာအနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာဆိုတဲ့လက္ခဏာကြီး၃ပါးဟာဖြင့်ဓာတ်ကြီး၄ပါးဤလက္ခဏာသဘောဟာဖြင့်အခုယောဂီပုဂ္ဂိုလ်အပေါင်းဟာဖြင့်မြတ်စွာဘုရားဟောထားတဲ့တရားဟာဖြင့်ပထဝီဓာတ်အာဘောဓာတ်ဒေဇောဓာတ်ဝါယောဓာတ်အဲ့ဒီတော့ပထဝီဓာတ်တစ်ပါးကိုအနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာပိုင်ပိုင်နိုင်နိုင်ကြီးဒါသဘာဝကိုမြင်လိုက်ပြီဆိုလို့ရှိရဲ့တရားဓမ္မများဓာတ်တစ်ပါးကိုအစအလေအဆုံးကိုသိလိုက်ပြီဆိုတထိုင်နဲ့ငါသိရင်သပိတ်မတော်နဲ့လို့မှားထားခဲ့နိုင်ဘာကြောင့်မှားထားခဲ့နိုင်လဲဓာတ်တစ်ပါးဤပထဝီဓာတ်ကအာဘောဓာတ်ကတေဇောဓာတ်ကဝါယောဓာတ်ကဓာတ်ကြီး၄ပါးရှိဓာတ်ကြီး၄ပါးရှိတဲ့အနက်ကကနဦးဟာဖြင့်ဥဆောင်တက်လာတဲ့ဟာဖြင့်အခုယောဂီပုဂ္ဂိုလ်ပေါင်းဟာဖြင့်ပထဝီဓာတ်ကဥဆောင်တဲ့ပုဂ္ဂိုလ်ရှိလိမ့်မယ်အာဘောကဥဆောင်တဲ့ပုဂ္ဂိုလ်ရှိလိမ့်မယ်တေဇောကဥဆောင်တဲ့ပုဂ္ဂိုလ်ရှိလိမ့်မယ်ဝါယောကဥဆောင်တဲ့ပုဂ္ဂိုလ်ရှိလိမ့်မယ်ဓာတ်ကြီး၄ပါးကတော့တစ်ပါးပါးကဥဆောင်ကြအဲ့တော့ဓာတ်ကြီး၄ပါးဥဆောင်တက်လာပြီဆိုလို့ရှိရင်နောက်ကဓာတ်၃ပါးကပါတယ်ဗျာဓာတ်တစ်ပါးဥဆောင်တက်လာပြီးတဲ့ပထဝီဓာတ်ကဥဆောင်တက်လာလဲနောက်ကအာဘောလည်းပါတယ်တေဇောလည်းပါတယ်ဝါယောလည်းပါတယ်အာဘောကဥဆောင်ပြီးတော့ကနဦးဆုံးဥဆောင်တက်လာပြီဆိုရင်နောက်ကပထဝီလည်းပါတယ်တေဇောလည်းပါတယ်ဝါယောလည်းပါတယ်ကနဦးဥဆောင်တက်လာတော့တေဇောရုပ်ကဥဆောင်တက်လာပြီဆိုရင်ပထဝီလည်းပါတယ်အာဘောလည်းပါတယ်ဝါယောလည်းပါတယ်ဝါယောဓာတ်ကဥဆောင်ပြီးတက်လာပြီဆိုရင်ပထဝီလည်းပါတယ်အာဘောလည်းပါတယ်တေဇောလည်းပါတယ်အဲ့တော့ဓာတ်ကြီး၄ပါးဤလက္ခဏာသဘောဟာဖြင့်ဓာတ်တစ်ပါးကိုဖြစ်ထားရဲ့ဖြစ်လေရဲ့ဖြစ်ဆုံးရဲ့သာပိုင်ပိုင်နိုင်နိုင်ကြီးအနိစ္စလက္ခဏာသဘောတရားလေးဒုက္ခလက္ခဏာသဘောတရားလေးအစုံမရအနတ္တဆိုတဲ့လက္ခဏာသဘောတရားလေးတွေကိုပိုင်ပိုင်နိုင်နိုင်ကြီးခန္ဓာအသုံးသလိုက်ပြီဆိုလို့ရှိရင်ပြတထိုင်နဲ့အပယ်လွတ်တယ်ဘာကြောင့်အပယ်လွတ်တဲ့ဓာတ်ကြီးတစ်ပါးကုံဆုံးသွားတော့လဲဓာတ်ကြီး၄ပါးပဲကုံဆုံးတာပဲအဲ့ဒီတော့ဒါပထဝီဓာတ်ကတက်လာပြီဆိုရင်နောက်ကအာဘောနဲ့တေဇောဝါယောကနဦးဥဆောင်တက်လာတဲ့ရုပ်ဟာဖြင့်တရားဓမ္မများခန္ဓာမှာကနဦးဥဆောင်တက်လာတဲ့ရုပ်ဟာဖြင့်ပထဝီရုပ်ကြီးပထဝီဓာတ်ကဥဆောင်တက်လာပြီဆိုလို့ရှိရင်ဖြင့်တင်းနဲ့တောက်နဲ့ထုံနဲ့ကျင်းနဲ့ကြိုက်တဲ့သူကဥဆောင်တက်လာလို့ကျင်းနဲ့ထုံနဲ့ကြိုက်တယ်လို့သိရတာကျင်းနဲ့အထဲမှာလဲကြက်ထားလဲပါတယ်